ကောက်တီးသိပ်ပံမောင်ဝ1940ကောက်တီးကကောက်ပင်ကအသီးသောအသီးမဟုတ်ပါလက်ကင်တုပ်ကဲ့သို့သောအဖျားကောက်ကောက်ဒုံမျိုးဖြင့်ရိုက်ခါတွင်းစိန်ကစားရသည့်ကွန်းသီးလုံးခန့်ရှိသောဘောလုံးကလေးကိုဆိုသည်မောင်လူအေးပြည်ရွှေဘိုတို့ရောက်စာကလေဝန်ဦးညိုတို့တစ်တော်ဝန်တော်ဦးရုပ်ကွင်းတို့ကောက်တီးရိုက်ကစားကြသည်ကိုအားကြသောကြောင့်တကြောင်ဒူတကာကစကားဆက်မိ၍အညောင်းမြေညာပြင်ညနေရုံကပြန်လျင်မြည်သည့်ကစားမျိုးကိုကစားပါသလဲဟုမေးလျင်ကောက်တီးကစားပါသည်ဟုဟန်လောက်ခါဖြေနိုင်ရန်လည်းတကြောင်ဤအကြောင်းအကြောင်းတို့ကြောင့်မောင်လူအေးသည်ကောက်တီးရိုက်ရန်ဒုတ်ကောက်တစ်စုံနှင့်ကောက်တီး6လုံးတို့ကိုအကျွေးရသဖြင့်ဝယ်ယူလိုက်လေသည်ကောက်တီးပိုင်ရှင်ကောက်တီးတို့များ၏ပိုင်ရှင်ဖြစ်လာတော့လဲတလမှတစ်ခေါက်ကောက်တီးရိုက်သောကွင်းသို့မရောက်ခဲ့ကြရင်းပစ္စည်းများကိုအလှကြည့်ရန်ဝယ်ထားသည်နှင့်တူလှပေတော့သည်မိတ်ဆွေများကထိုပစ္စည်းများကိုမြင်သွားကြသောအခါမောင်လူအေးမှာတကယ်ကောက်တီးဆရာကြီးဟုထင်မှတ်တော်လေရှိလေသည်ဤသို့ထင်မှတ်သွားကြသည်ကိုပင်အသားယူကာတိတ်ဆိတ်စွာနေခဲ့၏သို့နှင့်ကောက်တီးကစားခြင်းကိုတော်စွာရောစွာလှုပ်လာခဲ့သည်မှာလပေါင်းများစွာကြာခဲ့လေသည်ကောက်တီးနှင့်ကောက်တီးရိုက်သောဒုက္ခများတို့မှာမျက်နှာငယ်စွာနှင့်တောင်းတတောင်းတွင်နေခဲ့ကြရသည်မှာလည်းကြာခဲ့လေပြီတခါတော့မောင်လူအေးတို့အိမ်သားတွေရတနာဘုံနေပြည်တော်သို့အလေအပတ်ရောက်သွားကြကုန်၏ရတနာဘုံနေမိတ်ဆွေကြီးဦးသာတို့မှကောက်တီးကစားခြင်း၌ဝါသနာအပါကြီးပါနေပြီဖြစ်ကြောင်းကိုတွေ့ရ၏ထမင်းစားရင်လည်းကောက်တီးအကြောင်းဧည့်သည်နှင့်စကားပြောရင်လည်းကောက်တီးအကြောင်းအားနေ၍စာဖတ်ပြန်လည်းကောက်တီးအကြောင်းရေးထားသောစာအုပ်ကိုဖတ်အပြင်ထွက်သွား၍ပြန်လာလျင်လည်းကောက်တီးရိုက်သောဒုတ်တစ်ချောင်းတစ်ချောင်းကိုဝယ်ခဲ့နာနေစောစော6နာရီအိယာမှထပြီးသည်နှင့်တပြိုင်နက်ကောက်တီးကွင်းထဲသို့ရောက်သွားတော့၏ညနေရုံမှပြန်ရောက်သည်နှင့်တပြိုင်နက်ကောက်တီးရိုက်သောကရိယာများကိုယူကာကောက်တီးကွင်းထဲသို့ရောက်သွားတော့သည်စားလေသည်စိတ်အိတ်လေသည်စိတ်ဖြစ်နေလေတော့သည်ဥဒါဒုကဇွဲကောင်းသူဖြစ်၏တစ်ခုတစ်ခုကိုလုံမိမှဖြင့်မလျှော်ရန်လောက်တတ်သူသည်သူကကောက်တီးအတွက်အယူကြီးယူနေလေပြီဥဒါတို့ချီမဟုတ်ရတနာဘုံနေမောင်လူအေးမိတ်ဆွေအားလုံးလိုပင်ကောက်တီးဆွဲနေလေပြီကပတိန်သိမ်းမောင်တို့ပလိန်မင်းဦးကျော်မြင့်တို့မီးချစက်ကောင်းမင်းဦးယုံငိုးတို့တွေလည်းကောက်တီးယူနေကြကုန်၏နာနေတိုင်းညနေတိုင်းကောက်တီးကွင်းတွင်သူတို့တွေ၏ခြေရာနှင့်ရှုပ်နေလေတော့သည်မောင်လူအေးရတနာဘုံတို့အလေရောက်ခိုက်တွင်ကောက်တီးဆရာများ၏ဓာတ်ကူးသွားပြီးလျင်ကောက်တီးရိုက်ရှင်သောစိတ်များတဖွာဖွာပေါ်ပေါက်၍လာ၏ထို့သောပေါ်ပေါက်လာသည့်အတိုင်းမိတ်ဆွေများနှင့်နာနေတိုင်းညနေတိုင်းကောက်တီးတစ်လုံးကြီးလောင်းတန်းရိုက်လေတော့၏နာနေတိုင်းညနေတိုင်းရိုက်နေကြနေသောကြောင့်အကျင့်ရပြီးသားသူတို့အားတလမှတစ်ခါလောက်ရိုက်လေရှိသောမောင်လူအေးသည်နိုင်အောင်အဘယ်စွမ်းနိုင်ပါအံ့နည်းကောက်တီးလေးလုံးမျှရှုံးခဲ့လေပြီမောင်လူအေးအဘယ်မှကြည်နပ်နိုင်အံ့နည်းအတော်ပင်စိတ်ပြည့်နေသူ၏ကောက်တီးတို့များထဲ့သောလွယ်အိတ်ကိုလွယ်ကာမော်တော်ကားသမားမောင်ငယ်မှလည်းမိမိ၏သခင်အရှုံးကြီးရှုံးသည်ကိုအဘယ်မှလင်ကြည့်ရပါအံ့နည်းရတနာဘုံမှပြည်ရွှေဘိုတို့အပြန်လမ်းထဲတွင်ငါသည်နေပြည်တော်သားမိတ်ဆွေများကိုကောက်တီးရိုက်ရာတွင်မနိုင်လောက်သမျှကာလပတ်လုံးရတနာဘုံတို့မလာတော့ပြီပြည်ရွှေဘိုတွင်ကောက်တီးအရိုက်ကျင့်နေတော့နေပြည်တော်မိတ်ဆွေများကိုနိုင်လောက်သောအခြေအနေသို့ရောက်မှရတနာဘုံတို့အလေသွားတော့မည်ဟုဆိုကာအဓိဋ္ဌာန်ကိုပြု၏
အိမ်တို့ရောက်သည့်နှင့်တပြိုင်နက်ကောက်သည့်အကြောင်းရေးထားသောစာအုပ်ကိုကောက်၍ဖတ်၏ထိုစာအုပ်တွင်ညွှန်းသောအချက်များကိုမြဲမြဲဆွဲဆွဲမှတ်လေသည်အိပ်ရာထဲဝင်သောအခါတွင်လည်းကောက်သည့်အကြောင်းစဉ်းစားရင်းအိပ်ပျော်သွားလေသည်ခင်သားမြင့်ကမြည်သူမြမပြောအသာအကဲခတ်ခါဒီလူတော့ကောက်သည့်ယူပြီဟူ၍သာစိတ်ထဲကစိုးနေဟန်ရှိ၏နောက်တစ်နေ့နံနက်စောစော6နာရီမထိုးမီမောင်လူအေးနှင့်သူ၏မော်တော်ကားမောင်းသမားမောင်ငယ်တို့သည်ကောက်သည့်ကွင်းထဲတွင်ရောက်နေကြကုန်၏ပထမတွင်ကိုစေရန်ရိုက်တော်မူပြင်သောအခါညကဖတ်ထားသောစာအုပ်ကကျွန်းသည့်အတိုင်းစိတ်ထဲကကောက်သည့်ကိုကြည့်ဘယ်လက်ကိုတန်းတန်းထားဘယ်ခြေကိုကွေးဟုသုံးငိမ်တိုင်းတိုင်းဂါထာကိုရွတ်၏ဤသို့ရွတ်ပြီးနောက်အညွန့်တိုင်ရိုက်လိုက်ရာအတော်ခလန်းလှမ်းသို့ကောက်သည့်လေးဖြောင့်တန်းစွာပြေးသွား၏မောင်လူအေးနှင့်မောင်ငယ်တို့အတော်အားရသွားကြလေသည်မောင်လူအေး၏စိတ်ထဲတွင်သွေးကြည်မိ၏ယခင်ကအတိုင်းဆက်လက်၍ရိုက်သွားရာလေးချက်နှင့်ပထမအတွင်းကိုစိမ်မိလေသည်ထိုအခါမောင်လူအေးမှသွေးကြည်သွားပြီလျင်ဟိုနေ့ကမန္တလေးမှာဒီလိုသာရိုက်မယ်ဆိုရင်နေရာကျမှာပဲကွာဟုမောင်ငယ်အားလှမ်း၍ပြောလိုက်၏ဒီလိုသာဆိုရင်ကပတိန်သိန်းမောင်တို့ဥသာတို့တော့အပြော့ပေါ့ဟုမောင်ငယ်ကထောက်ခံလိုက်လေသည်ယခုကဒုတိယတွင်ကိုစိန်ရန်ရိုက်တော့မောင်လူအေးသည်ယခင်ကရွတ်သောကောက်သီးကိုကြည့်ဘယ်လက်ကိုတန်းတန်းထားဘယ်ခြေကိုကွေးဟုသောဂါထာကိုသုံးချိန်ရွတ်ပြန်၏ဤသို့ရွတ်ပြီးရိုက်မည်အလုပ်တွင်ဒီလိုသာဆိုရင်ကိုသာတို့တော့အပြော့ပေါ့ဟုသွားတွေးမိဤသို့လဲတွေးမိကောက်သီးကိုလည်းရိုက်တော့သည်စိတ်အာယုံမှာကောက်သီးတွင်စိုက်မနေပဲဥသာတို့စီရောက်သွားသောကြောင့်ကောက်သီးကိုကြက်ကောင်းမမှန်မြေကြီးကိုအားကုန်နှံလိုက်သောကြောင့်ကောက်သီးခမညာမှာဆေပေခန့်သာသွားနိုင်ရှာသည်မောင်လူအေးကများစွာဒေါသထွက်မိတော့၏ဒေါသကိုချုပ်တီးကရိုက်ပြန်၏ဘယ်လက်ကိုဆန်တန်းထားရမည်ကိုတွေးပြီးရိုက်မိသောကြောင့်ကောက်သီးကိုမထီပဲဗလာကျဲနေလေတော့သည်ယခင်ကလည်းပင်ပို၍ဒေါသထွက်လာပြန်၏ထိုဒေါသကိုချုပ်ကရိုက်ပြန်၏အနီးနားရှိခြုံတော်တဲ့သို့ကောက်သီးရောက်သွား၏မောင်လူအေးစိတ်အပြည့်ကြီးပြက်လေပြီယခင်ကသွေးကြီးခဲ့သည်လဲလွင့်စင်၍သွား၏နောင်မှတဖန်အားခဲကရိုက်ရာအချက်ပေါင်း10ချက်ရိုက်မိမှကောက်သီးသည်ဒုတိယတွင်ထဲသို့ရောက်သွားလေသည်ဤသို့ဒေါသထွက်ချီစိတ်ပြက်ချီသွေးကြီးကြီးအခါရခက်ကြီးနှင့်ရိုက်သွားသည်မှာတွင်ပေါင်း12တွင်တို့ကိုစိန်ပြီးခဲ့၏ပြည်လင်မော်တော်ကားပေါ်တက်ခါအိမ်သို့ပြန်ခဲ့သည်အိမ်ထဲသို့ဝင်သွားသောအခါခင်သန်းမြင့်ကသရောသလိုလိုလောက်ခါပြုံး၏မောင်လူအေးခယူမဆိုင်ကောက်သီးအကြောင်းကိုသာလင်စဉ်းစား၍နေလေ၏ယုံသွားခြင်းရောက်၍ယုံသူထွက်သွားတော့လဲယုံတွင်ကောက်သီးအကြောင်းစဉ်းစားကအလုတ်လုသဖြင့်အချို့အလုတ်များအမှားမှအယွင်ယွင်ဖြစ်သွားလေသည်ထိုအခါဟေ့လောကမှာယူမထူးတကွဟုဆိုကမိမိအမှားကိုဖြေပြောက်၏ညနေ4 နာရီထိုးသည်နှင့်တပြိုင်နက်ယုံမှဆင်းကာကောက်သီးကွင်းကိုပြေးနေပူကျဲကျဲကြီးတွင်မောင်ငယ်နှင့်2 ယောက်သားကျဲနေကြကုန်၏မောင်လူအေးကရိုက်မောင်ငယ်ကဒုတ်ကိုကမ်းပေးကောက်သီးပြောက်လျင်ရှာမှောင်၍ကောက်သီးကိုမမြင်တော့မှကောက်သီးကွင်းမှပြန်လာကြလေသည်ရေမိုးချိုညစာစားပြီးသောအခါကောက်သီးအကြောင်းရေးထားသောစာအုပ်ကိုဖတ်ပြန်၏ထိုစာအုပ်ကိုဖတ်နေရင်စိတ်ကူးပေါက်လာပြီးလျင်ကောက်သီးရိုက်သောဒုတ်တစ်ချောင်းကိုအိမ်မှထုတ်ခါအိတ်ခမ်းထဲသို့ဝင်သွား၏အိတ်ခမ်းထဲရှိကိုလုံးပေါ်မှရှိသို့ရောက်သောအခါစာအုပ်တွင်ပါသောညွှန်းချက်အတိုင်းကင်ကကောက်သီးရိုက်သောဒုတ်ကိုလွှဲလေ၏ဤသို့လွှဲလိုက်ရာမျက်နှာချက်မှတွဲလောင်ကျနေသောဓာတ်မီးကိုတွား၍မှန်သောကြောင့်ဂွမ်းကလေးမိကကွဲ၍ကြမ်းပြင်ပေါ်သို့ကျလာ၏အိတ်ခမ်းတစ်ခါလုံးလည်းမှောင်တီးကျသွားလေသည်ဧကန်တွင်ထိုင်နေကြသောခင်သန်းမြင့်တို့တို့ကြားသဖြင့်အလံတကြားပြေးလာပြီးလျင်အခန်းဝမှနေ၍အကြောင်းကိုမေးကြ၏ဘာမှမဖြစ်ပါဘူးကောက်သီးတုံးနဲ့ဓာတ်မီးကိုတွားရိုက်မိလို့ဟုမောင်လူအေးကဖြေတဲလဲယူရာကိုဟုဆိုကခင်သန်းမြင့်ကရေယူ၏မောင်လူအေးမြည်သူမှမဆိုကုတ်နှင့်အခန်းထဲမှထွက်လာပြီးလျင်ကောက်သီးတို့ကိုသူ့နေရာမှာ
သွားကထားလေသည်နောက်တနေ့တွင်လည်းယခင်နေ့ကကဲ့သို့ပင်နန်းနေရောညနေရောကောက်သီးကွင်းသို့ဆရာတစ်ပည့်နှစ်ယောက်သွားကြပြန်၏ဤသို့နေ့စဉ်ရက်ဆက်သွားကြ၍10 ရက်မြောက်သောနေ့ညစာစားပြီးနောက်ခင်သားမြင့်တို့နောက်ဖေးကန်းတွင်စကားပြောနေကြဧကန်းထဲတွင်မောင်လူအေးတယောက်ထဲကောက်သီးအရိုက်ကျင့်ပြန်၏ဤသို့ကျင့်ရာကျမ်းပြင်ကိုမှန်လိုက်သဖြင့်ဒိုင်းကနေမြည်သွားလေသည်ဧကန်းထဲတွင်ခင်းထားသောကိုယ်စောမှလည်းပေါက်သွား၏ခင်သားမြင့်ပြေးထွက်လာပြီးမေးသောအခါဟုတ်တိုင်းမှန်ရာကိုပြောလိုက်ရရှာ၏ခင်သားမြင့်ဆူပြန်၏မောင်လူအေးမှအခက်ကြုံနေလေပြီကောက်သီးကိုလည်းမစွန့်နိုင်ခင်သားမြင့်၏ဆူပူခြင်းကိုလည်းမခံခြင်းတို့ဖြစ်သောကြောင့်အကြံတစ်ခုကိုထုတ်၏ထိုအကြံကိုထုတ်ပြီးသည်နှင့်တပြိုင်နက်ခင်သားမြင့်အားကောက်သီးကစားရန်ဆွေတရားဟော၏ကောက်သီးကစားခြင်းသည်မြမမိမများနှင့်အလွန်တော်ကြောင်းပင်လည်းမပင်ပန်းအိန္ဒိယလည်းမပြည့်ကျမ်းမာခြင်းလည်းဖြစ်တို့ဖြစ်သောကြောင့်ခင်သားမြင့်လည်းကောက်သီးရတဲ့ကြောင်းအာပေါက်အောင်နေ့စဉ်ဟော၏ဤသို့ဟောပံများလာသောခင်သားမြင့်စိတ်ပါလာ၏ညမကြမီတွင်မောင်လူအေးနှင့်ခင်သားမြင့်တို့ကိုမနေ့တိုင်းညနေတိုင်းကောက်သီးကွင်းတွင်မြင်ရလေသည်နှစ်ယောက်စလုံးဆွဲနေကြလေပြီကောက်သီးကွင်းမှပြန်လာသောအခါလဲအိတ်ခမ်းဧကန်းထဲတွင်အစမ်းရိုက်နေကြကုန်၏ခင်သားမြင့်၏ပယောဂကြောင့်ဂရင်တိုင်းတိုင်းလဲပိန်သွားလေပြီမောင်လူအေး၏ပယောဂကြောင့်တကားမှန်တစ်ချက်လဲကွဲသွားလေပြီသို့သောတယောက်ကိုတယောက်အပြစ်မဆိုကြကျေနပ်နေကြလေသည်မတော်တဆထိတာပဲဟုဆိုကာပြုံးနေကြကုန်၏ဤသို့ယူပံများလာတော့မောင်လူအေး၏ညာဘက်နန်တောင်းမှကွေးရလွန်လှ၍အောင်စားပြုလာ၏သို့သောလက်မလျှော့သည်တေပေကရိုက်တုံးတွင်ထို့နောက်တော်နားလာ၏သို့သောဂယုမဆိုင်နောင်နာလွန်မကနာလွန်လှမှနာနဲ့အတွက်လက်လျှော့လိုက်ပြီးလျင်ညနေဘက်သာသွားတော့သည်ပြန်လာကြသောအခါခင်သားမြင့်ကရင်နှွေးချက်ဘူးထိုးပေးရရှာလေသည်နှစ်ဦးသဘောတူအလုတ်ကိုလှုပ်ရခြင်းကအဟောတုခံဩချမ်းသာစွာ